ကျွန်တော်တို့ဒီကနေ့နောက်ဆိုရင်ဒါကျွန်တော်တစ်နေ့ပြည့်ခဲ့ပါပြီ။တော့ကျွန်တော်တို့2024ပညာသင်နှစ်ကနေပြီးတော့2025ပညာသင်နှစ်အထိကျွန်တော်တို့တစ်နှစ်တိဘာတေယူပေါင်းမြောက်အောင်ခဲ့ပါပြီ။ကျွန်တော်ရဲ့ဒီကျောင်းမှာပညာဟုတ်ကဲ့ပါအခုလို့ပညာရေးရန်ပုံငွေရှာတဲ့ပွဲမှာဟုတ်တစ်ချက်တဲတဲ့ဘက်မှာလက်ရောက်ပြီးတော့ပံ့ပိုးကူညီဆောင်ရွက်ပေးကြတဲ့เนาะဝေယဝိဆာကအစရှိလို့ပေါ့เนาะကျွန်တော်တို့ရဲ့ဒီပွဲကြီးဖြစ်မြောက်အောင်မြင်အောင်လို့ဟိုစပြီးတော့ဆောင်ရွက်မယ်ဆိုတဲ့အခြေအနေကနေအပါအကျိုးမှန်တဲ့ဆောင်ရွက်ပါဝင်ပေးကြတဲ့ဒီပါများကျွန်တော်တို့ရဲ့ဆရာမများနဲ့ကျွန်တော်တို့ရဲ့အကျိုးတော်ဆောင်ကြီးများကိုအထူးပဲကျေးဇူးတင်ရှိကြောင်းကျွန်တော်တို့မြန်မာစာသင်ကျောင်းကနေကိုစားကျွန်တော်ကဒီနေရာကနေပြီးတော့ပြောကြပါတယ်ကျွန်တော်ဖက်လဲကျေးဇူးတင်ပြုပါတယ်ခင်ဗျဒီကနေ့လက်ဆမ်းမဲ့ဖွင့်ပွဲဖြစ်မြောက်လာဖို့အတွက်နောက်ဘက်ကလူစတူဒန်ပြရတဲ့လူရှင်များကိုလည်းပဲအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီကနေ့ကတော့ကျွန်တော်ပထမအဦးဆုံးဖွင့်လှစ်တဲ့မဲပွဲဖြစ်ပါတယ်ပထမအဦးဆုံးအချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ထူးခြားကြလဲဖြစ်ရအောင်ဆိုပြီးတော့ကျွန်တော်မြန်မာဇာတ်လသဘင်နေနဲ့ကျွန်တော်တို့ဖပြတင်ဆက်တာဖြစ်ပါတယ်ခင်ဗျာคือวันนี้ก็ใกล้จะหมดแล้วทำนี้ช่วยเล่นขอช่วยดูนะ